ရေအောက်မှာပုံအောင်နေတဲ့ရေသူမတွေရှိကြောင်းအတည်ပြုပြီးတာနဲ့တပြိုင်နက်ထိုလူဟာကမ်းခြေမှာရှိတဲ့သူ့ရဲ့အဖော်တွေကိုပြစ်ခတ်ဖို့အချက်ပြလိုက်ပါတယ်။ရေသူမတွေဟာထိတ်လန့်တကြားနဲ့အရက်မျက်နှာအနှံ့ကိုထွက်ပြေးခဲ့ကြပေမဲ့လူသားတွေရဲ့မရက်မနာတိုက်ခိုက်မှုကြောင့်ရေထဲကနေကုန်းပေါ်ကိုခုန်တက်ခဲ့ကြရပါတယ်။ဒါပေမဲ့သူတို့ဟာလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ကြပါဘူး။ကန်ဆိုးစွာနဲ့ပဲရေသူမလေးဟာအဖမ်းခံလိုက်ရပါတယ်။လူတွေဟာဆက်တလုံးကိုအသုံးပြုပြီးသူမရဲ့အရေးခွန်ကိုခွာဖို့ပြင်ဆင်နေကြတဲ့အရေးကြီးတဲ့အချိန်မှာပဲသူမရဲ့အမဖြစ်သူကကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့သူမပါဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ထိုလူဟာရေသူမကိုတပ်ဖို့ဓာတ်ကိုမြောက်လိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲရေသူမကလျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ပြီးရှောင်းတိန်ကရေထဲကိုပြန်ခုန်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူဆိုးတွေကလက်မလျှော့ပဲပိုက်နက်ဖန်ကရိယာတွေနဲ့ပစ်ခတ်ခဲ့ကြပါတယ်။ရေသူမဟာအသေးအတန်ထွက်ပြေးခဲ့ပေမဲ့လူဆိုးတွေကမစုံမနစ်လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။ရေသူမလေးအဖမ်းခံရတော့မဲ့အချိန်မှာပဲရေပွဲတစ်ကောင်ကသူ့ရဲ့လက်တံတွေကိုအချိန်မီဆန့်ထုတ်ပြီးသူမကိုကယ်တင်ပေးခဲ့ပါတယ်။ရေပွဲဟာလောက်လေးကွာကိုအသုံးပြုပြီးရေသူမကိုဂူပြင်ဘက်ရောက်အောင်ပြစ်လွတ်ပေးခဲ့တာကြောင့်သူမဟာအနေရကနေခိတ္တလွတ်မြောက်သွားခဲ့ပါတယ်။သူမဘေးကင်းပြီလို့ထင်နေစဉ်မှာပဲအပေါ်ကနေကျလာတဲ့ပိုက်ကွန်အကြီးကြီးတစ်ခုလေးကိုရေသူမလေးရုတ်တရက်ညှိတွေဖမ်းဆီးခြင်းခံလိုက်ရပါတယ်။